လောဆယ်တော့နိုးဆိုးလိုက်သေးပေါက်လိုက်ပြန်အိတ်လိုက်နိုးလိုက်နိုးဆိုးလိုက်ပြန်အိတ်လိုက်ပဲလုပ်နေတာပဲကိုယ်တိုင်လည်းနိုးတွေပါတိုင်းနေတာမျိုးရှိရလားခက်သားချက်ဘယ်လိုရှိလဲဘာကင်ကြောက်ဟုတ်အဓိကတော့နိုးတာဆွဲတာဟုတ်သူ့မင်းတို့မလောက်ဘူးလေမလောက်တော့နိုးတိုက်ရတာပေါ့အဲ့လိုကြော်ကောင်းတယ်ပဲကြည်နူးဖို့လည်းကောင်းတယ်ဟုတ်လျှက်တက်ကနေ3ယောက်ဖြစ်လာတော့လေဘဝမှာဘယ်လိုခွန်အားတွေရခဲ့လဲဒါနဲ့ပတ်သက်ပြီးတော့ဟုတ်တေးကြတာကတော့အရင်တော့ဆိုရှူတင်ပြီးရင်နည်းအပေါင်းအသင်းနဲ့တောင်သွားလိုက်မြောက်သွားလိုက်ပေါ့နော်စားလက်တောက်လိုက်ရှိတာပေါ့အခုကတော့အိမ်ပြန်ကျင်တာပဲများနေဟုတ်အဲ့ဒါသိကြတယ်ဒါသားလေးကမြက်ကိုကြောင်းလဲစေခဲ့တယ်ပြောအများကြီးပြောင်းလဲစေတာပေါ့နော်ဟုတ်အိမ်ပြန်ရင်လည်းတကယ်မောပြပါတယ်ဟုတ်ဒီကောင်နဲ့စော့နေရတာလေးဟုတ်နေဒီပါသွားတယ်ဖြစ်ချင်းရောသားကိုနန်းတော်မျိုးတွေပါရောမရှိဘူးရှိတာပေါ့မိမတော့သိမလွန်တားကိုလွမ်းတယ်ဟုတ်တယ်ကိုသားတို့ဘယ်လိုအဖေမျိုးဖြစ်မယ်လို့သိကြတယ်ကျွန်တော်ကတော့ဟိုပါပေါ့နော်သူ့တပွားလုံးပြောရှင်ထားခြင်းတယ်သူစိတ်ချမ်းသာရင်ပြီးတော့ကျွန်တော်တော့အဲ့လိုလေးလုပ်ပေးခြင်းတာပေါ့နောက်သူဘာဖြစ်ခြင်းလဲဘာလုပ်ခြင်းလဲကျွန်တော်အကောင်းဆုံးပံ့ပိုးပေးမယ်ဟုတ်နာမည်လေးကိုလောက်ထောက်သွားဖို့စိတ်ထားတယ်သူရဲ့ဖြစ်စေပေါ့ကျွန်တော်ကတော့သူ့ကိုပျော်စိတ်ချမ်းသာအောင်အမြဲတမ်းထားဖို့ပဲစဉ်းစားမှာဗျာဟုတ်ဆုံးမတာဘာညာသူ့အမေ